လူတယောက်ရဲ့ဝင်ငွေဒါမှမဟုတ်လစာပြီးတော့သူတို့ရဲ့အသက်ပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်အလေးချိန်ကိုသွားပြီးမေးတာအရန်ကိုရိုင်းနေပြုမှုဆိုပြီးကြားဖို့ရပေါ့နော်ဒါတွေကကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်တော့အရန်ကြီးတော့ကန့်ညင်မှုရှိနေမယ်တော့မထင်ပါဘူးကိုရီးယားပါဝင်မော်လူတယောက်ကိုမတွေ့တာကြပြီဖြစ်တဲ့လူတယောက်ကိုတွေ့လို့နှုတ်ဆက်ပြီးဆိုရင်တော့မှဟဲနင်ဝါလာတယ်နော်ဟဲနင်ပိန်သွားတယ်နော်ဟဲဒီလိုတွေစပြီးတော့နှုတ်ဆက်ကြရတယ်နော်နောက်တစ်ခုကဟဲနင်ကအသက်ဘယ်လောက်ရှိတော့ဟဲဒီလောက်လားဒါပေမဲ့နင်ရုပ်လေးကမထင်အောင်တော့နှုတယ်ဟဲဒါပေမဲ့နောက်တစ်မျိုးကျတော့ဟဲနင်အသက်ဒီလောက်ပဲရှိတယ်နင်ရုပ်ကျရင်လိုက်တာနင်ဒီမှာရောက်တာကြာနေပဲနင်ဒီမှာလှုပ်တာကြာနေနင်လစားတွေကောင်းနေထနေနင်ဘလောက်တောင်ရနေလဲအိမ်ကိုဘလောက်ပို့ပြီးလဲအဲ့လိုသူများเจ้าနေမေးပြီးသူများရဲ့ personal life တွေကိုစုံစမ်းပြီးဆိုလို့ရှင်ဘာလုပ်လဲဆိုတော့တော်တော်များများကိုနဲ့နှိုင်းရှင်ကြရပေါ့နော်နှိုင်းရှင်တော့ဘာဖြစ်လဲကိုပဲစိတ်ပင်ပန်းရရကိုပဲစိတ်မောရဟဲငါတကယ်ချင်း तू ကတော့ဒီလောက်ရနေငါတော့ဒီလောက်ပဲရရရဲ့ तू ကတော့သူ့ဘဝမှာဒီလိုဖြစ်နေငါတော့ဒီလိုပဲဖြစ်နေသေးတယ်ဆိုပြီးတော့ပင်ပန်းရရပေါ့နော်အဲ့တော့ကိုလည်းစိတ်မပင်ပန်းရအောင်ပြီးတော့သူများရဲ့ privacy တွေကိုလည်းဆက်စုတဲ့သူမဖြစ်အောင်စီးလေးပေါင်လေးနဲ့နေတင်နေပေါ့နော်